ဘူနဂါနဲ့မောင်ဆောင်ခနဲ့ကိုညှိပေးပြီးတော့လွတ်ပေးဖို့နောက်ွယ်မှာကြိုးစားခဲ့ကြတယ် မင်္ဂလာပါယနေ့ဖြစ်ပွားနေတဲ့သတင်းသုံးသက်ချက်တွေနဲ့မြန်မာပြည်သူပြည်သားအားလုံးသိသင့်သိထိုက်တဲ့အချက်လက်တွေကိုတင်ဆက်ပေးနေတဲ့ True Site မြန်မာ Channel မှာကြိုဆိုပါရစေ ဒါပေမဲ့အဲ့မှာရှောင်ထွက်သွားတာကဘာတူလဲဆိုတာလဲကျွန်တော်တို့ကြားပါတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်မပါဝင်ဘူးတစ်စစ်စကားဖြစ်တဲ့အတွက်ကျွန်တော်အတီးပြပြီးတော့မပြောပါဘူးဒါပေမဲ့အဲ့လိုဖြစ်ခဲ့တယ်ဆိုတာသမိုင်းတွေမှာရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ BBLA အလူအလဲမိုးရွာထဲမှာဖြတ်နေရတဲ့အချိန်တရုတ်ကမွေးစားသားကွန်မြူနစ်ဝိုင်းပြီးထိုးချတဲ့အချိန်မှာလဲကျွန်တော်တို့ BBLA ဘက်ကဝိုင်းဝန်းပြီးရက်တည်ပေးရတယ်ကျွန်တော်အချိန်ချင်း live တွေမှာလဲဝိုင်းပြီးပြည်သူကိုစော်ဩခဲ့တယ်လို့ကျွန်တော်အမေရဲ့နော်စုံးတဲ့နှစ်ပတ်လေတော့မှ BBLA ကိုသွားပြီးကျွန်တော်ကအမေကိုအမတ်တရနော်ကုသူ BBLA မှာကျွန်တော်နှစ်ချိန်လောက်ဆက်လိုက်သွားလုပ်ပြီးခဲ့တယ်တမန်ကဝိုင်းထိုးတယ်ဒီလိုမျိုးထိုးတင်တာဒီလေအဲ့အချိန်မှာကျွန်တော်တို့မောင်ဆောင်ခနဲ့ BBLA ကိုကျွန်တော်တို့မျှော်လင့်ထားလို့ဒါပေမဲ့ကျွန်တော်တို့မျှော်လင့်တာဒီတရားမျှတမှုဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကိုယ်တိုင်ပဲကျွန်တော်ရှိကိုလာပြီးဆက်သွယ်ပြီးမေးလာတဲ့လူငယ်တွေကိုသွားကြဆိုပြီးတော့ဘာကြောင့်လဲဆိုတော့အဲ့အချိန်တုန်းကကျွန်တော်တို့ကထင်တာက BBLA ကကရင်ဘက်မှာအခြေစိုက်တော့ဒီဘက်ကအောက်ပြီးအောက်ရဆိုတော့သွားလို့လည်းလွယ်တာလည်းပါတယ်ပေါ့လေနော် BBLA ကိုကျွန်တော်တို့အဲ့ကလေးကညွှန်ခဲ့တာတော့ကျွန်တော်တို့ရဲ့ animal ရွယ်ချက်ကပျောက်သွားလို့မရဘူးအဲ့ဒါကဘာလဲဆိုကျွန်တော်တို့တွေဒီဖြစ်စေချင်တာဒီတရားမျှတမှုကိုရက်တည်ပေးဖို့တရားမျှတမှုကိုရက်တည်ဖို့ကငါတို့တက်ကြီးကောင်းလာမှငါတို့မှပတ်စံကြီးရှိမှငါတို့မှမဟာမိတ်တွေရှိမှမျက်နှာအပြတ်မခံနိုင်ဘူးဆိုလို့ကတော့ဘယ်တော့မှခင်ဗျားတို့တရားမျှတမှုဘက်ကပြီးတော့ရက်တည်ပေးနိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်ပြည်သူတွေယနေ့တရားမျှတမှုအတွက်ယနေ့အခုပဲ comment အခုရေးပါကျွန်တော်စောင့်ကြည့်နေတယ်နောက်2မိနစ်နေကျွန်တော်ဒီ live ကိုနားမယ်ကျွန်တော်ဒီတရားမျှတမှုနဲ့ရက်တည်ပါသည်ကျွန်တော်ဒီ BNR ရဲ့အတူရက်တည်ပါသည်ကျွန်မဒီနော် BNR ရဲ့အတူရက်တည်ပါသည်ရေးပါဟိုကောင်ကြောင်စိုးကိစ္စလေနော်ကြောင်စိုးကတော်တော်မှရိုက်တာခင်ဗျဟိုရန်သူပြပြမိတ်ဆွေပြပြလေတေသွားပြီးတဲ့ဒီတင်းချိုင်းအုပ်ကူတွေအလောင်းတွေကိုလေလွတ်ကုန်သိခါရမလုပ်ရဘူးတော်တော်ဆိုးသွားတာတလားအဲ့တော့ကြောင်စိုးကအခုတော့ဒီကောင်လေးပြေးပုံနေရပြီပေါ့လေတော်တော်မမြဲတာပဲနော်သူ့နာမည်ပါလဲကြော်စိုးလားတော်တော်ဆိုးတယ်နော်သူ့ကိုလေပြည်သူတွေကစုငွေထုတ်တာဒီစုငွေဆိုတာဒီလိုပါတချို့ကလည်းအဲ့လိုစုငွေထုတ်တယ်ဆိုတော့ဟိုဥစားဟို PDF လက်နက်ကင် PDF တွေ ADF တွေကကြေးစားလားဆိုတော့အဲ့လိုမျိုးတချို့လည်းခံစားရတဲ့သူတွေရှိတယ်ပဲကြားဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးမထင်ပါဘူးเนาะအဲ့လိုလည်းမထင်ဘူးလည်းပြောပါတယ်အဓိကတော့တော်လို့စုချခြင်းတာဝမ်းသာလို့စုချခြင်းတယ်ဆိုတဲ့သဘောနဲ့တူပါရဲ့ဒါပေမဲ့အဲ့ကျော်စိုးဦးဆိုတဲ့ဂလေးကစီအောက်တန်းစားเนาะဂလေးကဝအစစ်မရှိတဲ့ကောင်ကတော့သူ့ရဲ့မနှက်ဖန်တွေကအရန်နေတော့ပြီနေ့လားညလားဒီနေ့လားမနှက်ဖန်လားဆိုတာမသိရဘူးတော့ဘာကြောင့်လဲဆိုတော့ပြည်သူကအရန်နာကြီးသွားပြီအရန်နာကြီးသွားပြီနာကြီးသွားတဲ့အခါကျတော့အဲ့ကျော်စိုးဦးအခုကနေရာပေါင်းစုံကနေစောင့်ကြည့်နေကြပြီသိကြတယ်စိတ်မကောင်းစရာကောင်းတာကတော့နော်စိတ်မကောင်းစရာကောင်းတာကတော့သူနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးကချိတာပေါ့လေသူ့ရဲ့မိုက်မဲမှုကအကုန်လုံးကိုထိသွားတာပေါ့နော်ထိသွားတာပေါ့သူတောက်လျှောက်ကိုဒီစစ်ကောင်စီကိုတောက်လျှောက်ဘောမာတယ်ပြည်သူတွေ PDF တွေကိုရဲရဲဆက်ဆက်တတ်ခိုင်းတယ်တော်တော်ဆူဆူနော်ဒီကောင်ဒီစစ်ရဆိုတဲ့ကောင်စစ်စစ်မကြခင်ဒီကောင်မလွယ်ဘူးသူ့ရဲ့နေ့ရက်တွေကအကန့်အသတ်ရှိသွားပြီအကန့်အသတ်ရှိသွားပြီဟုတ်တယ်ဒီကောင်ကိုမုံလုံးလုံးစုငွေထုတ်ကြတာတဲ့ဟုတ်တယ်နော်တရားမျှတမှုဘက်ကနေရက်တည်ပါသည်ဟုတ်ပြီရေးကြပါအခုရေးပါကျွန်တော်အဲ့ဒါကိုစောင့်ကြည့်နေတယ်နော်တရားမျှတမှုဘက်ကနေရက်တည်ပါသည် BNR ဘက်ကရက်တည်ပါသည်ဘုံနဂါဘက်ကရက်တည်ပါသည်ရေးပါကျွန်တော်တို့သတင်းကောင်းတွေကတော့ရခိုင်ဘက်ကသတင်းကောင်းတွေကြားရတာတွေကတော့ကျွန်တော်တို့ AA ကနော်စစ်တွေမှာဆိုလို့ရှိရင်လည်းတပြိုင်တည်းထိုးစစ်တွေဆင်နေတယ်ကြောက်ကြီးမှာဆိုလည်းတပြိုင်တည်းထိုးစစ်ဆင်နေတယ်ဆိုတော့ဒါတွေကတော့အားရစရာပါ
နော်အားရစရာပါနောက်ဟိုပြီးခဲ့တဲ့ရက်တွေကပဲခူးတိုင်းအရှိချမ်းနဲ့အနောက်ချမ်းမှာ PDF တွေကတကြိုင်နေပေါ့နော်14နေရနော်အဲ့ဒီမှာမြို့သိမ်းတိုက်ပွဲတွေနော်စစ်ကောင်စီရဲ့စခန်းတွေကိုတိုက်တယ်ဒါအတွက်ကိုလည်းလေးစားပါတယ်ဝမ်ပါကူယူပါတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ် PDF တွေဖြစ်တယ် MOD အောက်က PDF တွေလည်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အသိမှတ်ပြုတယ်ဒါပါသုံးလုံးကပုံကိုယ်တွေပါတယ် LDF တွေပါတယ်ဆိုတာကိုလည်းအသိမှတ်လေးစားတယ်ကျွန်တော်တို့တွေဒီပြောနေတဲ့ပသုံးလုံးတို့နော်နုဂျီတို့ဆိုတာဒီမကောင်းတဲ့ငခုံးမတွေကိုပြောတာပါနော်တကယ်ကိုကောင်းပြီးတော့အသက်ပေးပြီးတော့တကယ်ကိုတိုက်ပွဲဝင်နေတဲ့သူတွေကိုမယူရဘူးမဆူလို့ပါဘူးနော်အဲ့ဒါကိုလည်းဒီနေရာကနေသတင်းစကားတစ်ခါလေးပေးကြတယ်အဲ့တော့ကျွန်တော်ဒီနေ့ live ကကျွန်တော်ဦးတဲ့အမြင်ဖြစ်တယ်ကျွန်တော်ရဲ့ယက်တီချက်ဖြစ်တယ်ကျွန်တော်ပြောဆိုမှုတွေအကုန်လုံးဒီ NRD နဲ့ဘာမှမဆိုင်ဘူးเนาะကျွန်တော်ဒီမျိုးထိုက်တန်သိန်းအနေနဲ့ပုဂ္ဂလိကပြောခြင်းလည်းဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဟိုအရင်အစကတည်းကကျွန်တော်ပုပ်ပွက်လင်းလင်းနဲ့တရားမျှတမှုပေါ်မှာအများနဲ့ယက်တီပြောရတယ်ဆိုတာလေကျွန်တော်ပြည်သူတွေသိကြမှာပါဒီနေ့လည်းကျွန်တော်အဲ့ဒီယက်တီချက်နဲ့ပြောခြင်းဖြစ်တယ်အဲ့တော့မအားလာကတော့မရဏလမ်းကိုအမြဲလှမ်းရတော့ပဲဒီကောင်တော်တော်ချင်းမကောင်းတော့ဘူးမအားလာသည်နော်မအားလာသည်ဗင်နီဇွဲလားသမရဘူးထရမ်ကဝင်ဖန်ကလေးကကြွတ်ကျဲနေတာနော်ကြွတ်ကျဲနေတာအခုမအားလာကျွန်တော်တို့အခုဘကိုးနာကဗာလဲအဲ့ဒီကျွဲပါတယ်ဗျာတော်ကျွဲအင်းအဲ့နာထိရောက်ပြီဗဒေါင်းကိုရောက်နေပြီကျွန်တော်တို့ဒေါ်လာရေးဘက်ကရဲဘော်တွေကအဲ့လိုရောက်နေပြီခင်ဗျအဲ့ဒေါ်ကျွဲရေးဆိုတာကခင်ဗျဘကိုးဖျားကြီးနာနီးနီးလေးရောက်နေနီးနီးလေးလဲကူမအောင်တက်မဆက်တို့ဘာလို့ခင်ဗျနီးနီးလေးအဲ့တက်မဆက်တွေပွက်လာတဲ့နေရာတွေကအဲ့ကျွန်တော်တို့ရဲ့ရှန်နေနေရာတွေနီးနီးလေးမာလာဒီသူလောကသူတို့ရှုံးနေပြီဆိုတာကိုသူတို့ရဲ့ lobby တွေပါလေးတန်ကြီးကောင်းနေသူတို့သိအဲ့တော့သူတို့ရဲ့ lobby တွေကိုလည်းအခုတည်းကသူတို့ကလှေနဲ့နှစ်ဖက်ကိုလှမ်းနေတယ်နေပြီးတော့ဘာလုပ်လဲနော်ဒီဘက်ကတော်လေဘက်ကိုလှမ်းပြီးတော့သူကကျွန်တော်တို့ကအဲ့လိုမျိုးလေးတွေနဲ့နော်တချို့ဘောမတွေအယောင်လေးတွေပြောင်းလာတာတတိထားမိလားကိုရီဘက်ကနိုင်တဲ့နိုင်လာပြီဆိုတော့သူတို့မြင်တယ်သူတို့ဘက်ကကိုရီဘက်ကိုဘလို့မှမနိုင်တော့ဆိုတော့သူတို့သိတယ်သူတို့ပုပ်ပွက်လည်းခုဝန်ခံကုန်ပြီကျွန်တော်တို့ကနိုင်ကုန်နိုင်ရမှာကျွန်တော်တို့နိုင်ကုန်နိုင်ရမယ်နော်ကျွန်တော်ဒီမြန်မာပြည်ကနေအင်္ဂလန်ကိုရောက်နေနှစ်ပေါင်း20ကျော်ပြီကျွန်တော်ဒီဗြိတိန်နိုင်ငံသားခံရတာဗြိတိန်နိုင်ငံသားခံရတာဒါပေမဲ့ကျွန်တော်ရဲ့မွေးရမြေကိုကျွန်တော်တို့ကဆုံးခွာလာတာမဟုတ်ဘူးအာဏာရှင်အောက်မှာမနေနိုင်တာဖိနှိပ်မှုအောက်မှာမနေနိုင်တာဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီရပတ်ကြီးကကျွန်တော်တို့ရဲ့ချက်မြုပ်အမိမြေပေါ်မှာအများကြီးရှိတယ်ကျွန်တော်ဒီနိုင်ငံရောက်တော့ကျွန်တော်ဘွဲတွေကျွန်တော်ထပ်ယူပါတယ်နော်တော်တော်များပြန်ယူတယ်ထပ်ယူတော့ဒီနိုင်ငံရောက်မှကျွန်တော်မဟာသိပ္ပံဘွဲလည်းထပ်ယူတယ်ဥပဒေဘွဲလည်းကျွန်တော်ထပ်ယူတယ်ကျွန်တော်အခုလောလောဆယ်လေဒီဥပဒေနဲ့ပဲအသက်မွေးနေပါတယ်ဒါကိုလည်းကျွန်တော်ပြောပြတာပါအဲ့တော့ကျွန်တော်အခြေခံအဖြစ်အလုပ်နှစ်မျိုးလုပ်တယ်လို့ပြောလို့ရတယ်တစ်မျိုးကဘာလဲကိုကပတ်စံပေးရတဲ့ကိုကအချိန်ပေးရတဲ့အလုပ်အဲ့ဒါကကျွန်တော် NRD မှာပါဝင်တယ် NRD ဆိုတာကနိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Nationwide Revolutionary Alliance အဲ့ဒီမှာကျွန်တော်ပါဝင်တယ်ဆိုတာကအရေးတော်ပုံတက်သားတယောက်အနေနဲ့ပါဝင်တယ်အဲ့ဒီမှာပါဝင်ခြင်းအပြင်ကျွန်တော်အချိန်ပေးရတယ်ဒါအပြင်ကျွန်တော်တို့ကပတ်စံမှာပေးရတာဘာကြောင့်လဲကျွန်တော်တို့ NRD က CEC တွေကလာကမယူဘူးလာကလည်းမရဘူးကိုပတ်စံကိုရှာပြီးတော့လာစီချင်းထည့်ပြီးတော့တီထောင်ထားတာဒါကိုလည်းကျွန်တော်ပြောပြချင်တယ်နောက်တစ်လုပ်ကတော့ကျွန်တော်ဥပဒေနဲ့အသက်မွေးတယ်ကျွန်တော်လက်ရှိအင်္ဂလန်မှာနေထိုင်ပါတယ်
အဲ့တော့တစ်ဆက်တည်းနော်ကျွန်တော်အဓိကသည်ကျွန်တော်ကျွမ်းကျင်တဲ့ဘာသာရပ်သည်အင်္ဂလန်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေပညာဖြစ်ပါတယ်အဲ့တော့လူဝင်မှုကြီးကြပ်ရေးဆိုတော့ဗီဇာလျှောက်တာတွေနော်ခိုလုံခွင့်လျှောက်တာတွေဒုက္ခသည်လျှောက်တာတွေအလဲဘတ်ကိစ္စတွေဒါတွေအတွက်အကူအညီလိုရင်လည်းကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ဒါနဲ့ပဲကျွန်တော်အသက်မွေးနေတာဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်ပြောချင်ပါတယ်ရေးပါဗျအခု comment တွေရေးပါကျွန်တော် comment တွေစောင့်ဖတ်နေပါတယ်ရေးပါကျွန်တော်ခဏနေစစ်မယ်ဆိုပြီးတော့ဥစ္စာ live ကိုနားမယ်ဆိုပြီးတော့စဉ်းစားတာလေ2မိနစ်နေဆိုပြီးအခု2မိနစ်ထက်နည်းနည်းလေးပူကြသွားတယ်ဒါပေမဲ့ကျွန်တော် comment တွေစပ်ဖတ်နေချင်တယ်ရေးပါကျွန်တော်တို့ကတရားမျှတမှုအတွက်ကို comment တစ်ကြောင်းတော့နော်ကျွန်တော်တို့ရေးရမှာအော် law school သွားလားဟုတ်ကဲ့ဗျရပါတယ်ကျွန်တော်တို့စကားပြောလို့ရပါတယ်ဟုတ်ကဲ့သူကဘာလဲ US က law school ကိုသွားတာလားရပါတယ်ကျွန်တော်လာရောက်ဆွေးနွေးလို့ရတယ်เนาะအဲ့ဒါကိုလည်းကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်ကဥပဒေသမားလေအဲ့တော့ကျွန်တော်တရားမျှတမှုကိုကျွန်တော်ကကြိုက်တယ်အဲ့တရားမျှတမှုကိုကြိုက်လို့အမှန်မှန်တော့ဥပဒေသမားမဖြစ်ခင်ကျွန်တော်တရားမျှတမှုကိုအရင်ကြိုက်တာအဲ့တော့တရားမျှတမှုကိုကြိုက်လို့ကျွန်တော်ဥပဒေပညာကိုစက်တက်တာဒီလိုနှစ်ဆက်သွားတာအဲ့တော့အရင်လာတာကကျွန်တော်ကတရားမျှတမှုရှင်လာတာတရားမျှတမှုကိုကြိုက်လို့ကျွန်တော်ဥပဒေဘွဲကိုကျွန်တော်ဆက်ယူတာအဲ့လိုမျိုးနော်အဲ့တော့ရေးပါအခု comment ရေးပါကျွန်မသည်တရားမျှတမှုနဲ့အတူရပ်တည်ပါသည်ကျွန်မသည်ဘီယနာတွေနဲ့အတူရပ်တည်ပါသည်ကျွန်မသည်ဝနကားနဲ့အတူရပ်တည်ပါသည်ဆိုပြီးတော့ရေးပါပြောပါနော်ရေးပါကျွန်တော်တို့ကနိုင်ကိုနိုင်မှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်ဆက်ပြီးတော့တလက်စာလည်းပြောရရင်ကျွန်တော်ကနိုင်ငံတကာဥပဒေလည်းကျွန်တော်လေ့လာပါတယ်နော်အဲ့တော့နိုင်ငံတကာဥပဒေနဲ့လည်းကျွန်တော်အလုပ်တွေလုပ်ခဲ့ပါတယ်နော်လောလောဆယ်ကတော့ကျွန်တော်ဒီအင်္ဂလန်ဥပဒေနဲ့အလုပ်လုပ်တာပေါ့နော်အဲ့တော့ကျွန်တော်ကဒီ domestic law လို့ခေါ်တာပေါ့နော်ပြည်တွင်း law ဒီအင်္ဂလန်ရဲ့ law ကိုလည်းကျွန်တော်ဝယ်ယူထားတယ်နိုင်ငံတကာ law ကိုလည်းကျွန်တော်ဝယ်ယူထားတယ်မတူဘူးလေနိုင်ငံတကာ law ဆိုတာတစ်မျိုးဒီ domestic law ဆိုတာကတစ်မျိုးလေနော်အဲ့လိုမျိုးကြုံလို့ပြောပြတာတချို့မေးခွန်းလေးနည်းနည်းမေးကြလို့နော်ကရင်ပြည်နယ်မှာနေတာပါတဲ့ခုလောဆယ်ဖွဲ့ပေါင်း36ထောင်နဲ့အယောင်ပေါင်းတော့ယူနီဖောင်းတွေရှုပ်နေတာပဲတဲ့ကရင်ပြည်နယ်ကအကြောင်းတွေလည်းကျွန်တော်ကြားပါတယ်နော်အဲ့တော့ဗျာဒီအချိန်မှာကျွန်တော်တို့လွတ်လပ်ရေးကြီးညာတွေပိုင်းလည်းကျွန်တော်တို့တွေ့ပါတယ်ဗျာနော်အဓိကသမိုင်းကအဖြေပေးမှာနော်ဥပမာဆိုအခုချိန် AA ကလွတ်လပ်ရေးကြီးညာမယ်ဆိုရင်လည်းကြီးညာလို့ရတယ်ဗျဘာလို့လဲဆိုတော့အင်္ဂလိပ်ကဒုတိယကမ္ဘာစစ်မှာအခက်ဖြစ်နေတဲ့အချိန်မှာဟောကိုလူမြတ်ကျော် join မလားဗျကျွန်တော်အခုမှ comment တွေ့လို့အခုလောလောဆယ်ဝိုင်းထားတယ်ဟုတ်လားရေးပေါ်အခြေနေတဲ့ BNR တက်ရင်3ကိုတဲ့ NUG ရဲ့ရင်းမှပင်တက်ရင်36အပါအဝင်အင်အား200နဲ့ဝိုင်းထားတယ်တဲ့အခုဖြစ်နေတာတဲ့ဩကဲကျွန်တော်မစင်းသိဘူးဗျအခုနော်ကိုလူမြတ်ကျော်ကကျွန်တော်ကိုအရေးပေါ်သတင်းလာပြီးတော့ပေးပါတယ်အရေးပေါ်အခြေနေတဲ့ BNR တက်ရင်3ကို NUG ရဲ့ရင်းမှပင်တက်ရင်36အပါအင်အား200နဲ့လာဝိုင်းထားတယ်ဆိုပြီးတော့အခုပဲကိုလူမြတ်ကျော်ကနေပြီးတော့ comment လာရေးပြီးတော့ပြောထားပါတယ်အဲ့တော့ကျွန်တော်ပြည်သူတွေကျွန်တော်တို့ပြောလို့မှမဆုံးသေးဘူးဗျာနော်ပြော